Chicago က Millennium Park ကိုရောက်နေတာပါ။ကဲဒီနေ့ရှောက်ကြည့်ကြမယ်။PB Bridge တဲ့အဲ့ဒါကသူက stainless steel တန်အနေနဲ့လောက်ထားတာတန်ပေါ့နော် stainless steel ဆိုတန်ခေါ်လားတန်မနီခေါ်လားstainless steel နဲ့လောက်ထားတဲ့ပန်နဲ့လှိုင်ကောင်းပုံစံမျိုးသူကဘယ်လိုလဲဆိုတော့ဒီတရားခေါ်မှာပေါ့နော်အဲ့ရနေပြီးတော့ဟိုးဘက်လမ်းကားလမ်းကိုကူးပြီးတော့ဟိုးဘက်ပန်းညံကိုဆက်ထားတာသူကရှင်းပြီးတော့သွားတယ်ဟုတ်တယ်နော်ကိုရှိမှကြည့်လိုက်ကားလမ်းကိုကူးထားနေရရှင်းဒီမှာလေကားလမ်းကိုဒီပန်နယ်လိုမျိုးလေးတွေ့တာပေါင်းမိုးကြီးနဲ့လှိုင်ကောင်းလို့ကြော်ထားတာဟိုလမ်းသွားနေပြီတွိုင်းဟုတ်ကဲ့အဲ့ဒါဟိုဘက်ပန်းညံလည်းရောက်သွားကားလမ်းကိုသူကဒီတရားနဲ့ကြော်ပလိုက်ပါဒီချီကာဂိုကလေနည်းနည်းစင်တာတော့ဘယ်လိုလဲကိုရီးယားလိုနော်ဂျပန်လိုဒီဇိုင်းတွေကနောက်ပြီးအမှန်တိုင်းပြောရရင်တော့ဒီနောက်က Bing ဆိုတာရှိရဲရိုက်လိုက်ရင် fish eye ပုံမျိုးပဲ Bing လေးပေးစေပေါ့အဲ့ဒါရှိအဲ့ဒါဒူဘိုင်းမှာရှိတယ်နောက်မနေ့ကစီးတဲ့ cruise ပေါ့နော်မနေ့ကစီးတဲ့အဲ့ဒီဟိုဒီ architecture river view site စီးကြည့်တဲ့အဲ့နေရာဆိုလဲဒူဘိုင်းမှာလည်းအဲ့လိုမျိုးလေးစီးပြီးတော့သွားလို့ရတဲ့နေရာရှိတယ်အမှန်တိုင်းပြောရရင်တော့ဒူဘိုင်းနဲ့တော်တော်လေးစင်တယ်ထင်တာကတော့ဒူဘိုင်းကဒီကနေရာတွေအကုန်လုံးနည်းနည်းအတူယူပြီးတော့လိုက်ပြီးတော့လှုပ်ထားလာတော့မပြောတတ်ဘူးပေါ့နော်ရှင်းနိုင်ခြင်းများပါတယ်ရိုးထန်လေးတွေပဲရှိသေးတယ်။နေမရောက်သေးတော့ပြန်ပြီးတော့အပွင့်နေသေးတယ်ပွင့်သေးတယ်။နင်းတော့မကြသေးဘူးเนาะဒါပေမဲ့ချီကာဂိုကအေးတော့နင်းနေတော့ဘာကြီးတော့ကြာမှထင်တယ်။အဲဒါကြောင့်သူတို့ပြန်မပွင့်သေးတာ။နေလောက်မှပြန်ပွင့်မယ်။အခုဆိုရင်တော့စူးလေးကုန်ကြလာပေါ်ရောက်နေတာပါ။ဒီမှာဆိုတော့ Trader Hotel ပါ။ Trader အခုဘာဖြစ်သွားလဲ Shangri-La ပေါ့နော်စူးလေး Shangri-La ပါဘာမှလည်းမိုင်းတယ်ဒီမှာစောပြောရဲကားလမ်းကိုဒီလိုမျိုးခုံးကျော်လာပေါ့နော်ဒီလိုမျိုးပန်နယ်လေးလောက်တာခုံးကျော်လာကားလမ်းနှစ်လမ်းသွားနှစ်လမ်းပဲကမလေးလမ်း5လမ်းလောက်6လမ်းသွားပေါ့6လမ်းသွားလောက်ဒီထားပြီးတော့ချီကာဂိုကလေဒီအဆောက်အအုံ architecture design တွေရမ်းပါတယ်နောက်ပြီးတော့ design တွေကအရင်များတာမှတစ်ခုနဲ့တစ်ခု design မတူအောင်သူတို့စောက်ထားလုံးဝအဲ့ဒါကိုသူတို့ကလုံးဝ attraction တစ်ခုဖြစ်နေတာstage ဖြစ်ဖို့များတယ်။ဘာလို့လဲဆိုတော့ခုံတွေက theater လိုမျိုးစီထားတာတွေ့ရဟိုမှာ။ပွဲတစ်ခုခုလုပ်ရင်ဒီနေရာမှာလောက်တာမျိုးဖြစ်မှာပေါ့နော်။ကိုလည်းတိတ်တော့တိကျမှာ။အခုဒီမှာဒီရှောက်လန်းကနေပြန်ဆင်းလာပြီ။ဆောဘက်မှာဘင်းလေးပဲစီပုံစံနဲ့ဒီဘင်းကိုသွားမယ်။ဟုတ်ပါမြင်နေရ။ဆောနာပြောရဲဟိုဒီဘိုင်းမှာလည်းရှိတယ်ဆိုတဲ့အခါကျဒီဟာအရင်လည်းတော့ဒီဟာအရင်ဖြစ်ဖို့များပါတယ်။ဘာလို့ပြောဒီဘိုင်းက second ဖြစ်ဖို့များတယ်။အဲ့ဒါတပုံရရင်သူက fish eye လိုမျိုးဖြစ်နေ။အဲ့ဒီတော့ချီကာဂိုက architect တွေမိုက်တယ်
ဟိုပါလေ ထိုင်ကြည့်လိုက် ရှိုးဝဲတွေမှာခုံနဲ့ပြစ်ပေါက်လို့မရဘူးခုံတွေရိုက်ချိုး ရဖြစ်လို့မရတော့ ရဖြစ်လို့မရဘူး ရှိုးဝဲကြည့်ရအောင် July 16, 2004 Millennium Park City of City of Chicago Chicago ဒါထောက်လေးခုနှစ်ကစောက်တာပေါ့နော်2004တင်းရှေ့ကိုရောက်ပြီပါပြီပဲစေးပေါ့အဲ့မှာတော့ရေးတယ်ဆိုတော့အများကြီးပဲတပုံတွေရောဗီဒီယိုတွေရောဖိုတိုရှူတတွေရောအများကြီး Menos mal que yo sé nada. ချစ်ကချော်လဲတယ်တန်လုံးပေါ့နော်သူတန်နဲ့ရော်ကြီးတွေကတော်တော်များသွားတယ်ဖိုက်စာနေမနကအဲ့ရနိုးနိုးရှိကိုမမမစားသေးပဲနဲ့ထွက်လာ